2026ခုဇန်နဝါရီလ9ရက်နေ့ဟာကော်တူးလေအမျိုးသားတွေအတွက်နော်ကော်တူးလေပြည်သူတွေအတွက်အမှန်တန်ထူးခြားတဲ့နေ့တူးနေ့မြတ်ဖြစ်ပါတယ်ကော်တူးလေပြည်သူတွေနှစ်ပေါင်း89နှစ်ကြာလိုလားတောင်းတခဲ့တဲ့လွတ်လပ်ရေးကိုကော်တူးလေအစိုးရဖွဲ့စည်းပြီးတော့ကြေညာလိုက်တာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကော်တူးလေလွတ်လပ်ရေးဆိုတာကအခုမှလိုလားတောင်းတခဲ့တာမဟုတ်ဘူး။မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့1948မှာအဲ့ဒီလွတ်လပ်ရေးမှာပါတဲ့အချက်လက်တွေမှာဒီကော်တူးလေနဲ့ပတ်သက်တဲ့အချက်တွေကိုအဲ့ဒီခေတ်ကနိုင်ငံရေးသမားတွေကခြံလက်ခဲ့တယ်ဒီလိုခြံလက်ခဲ့လို့လည်းပဲကော်တူးလေပြည်သူတွေရဲ့လွတ်မြောက်ရေးအတွက်ကော်တူးလေလွတ်မြောက်ရေးတော်လှန်ရေးကစတင်ဖြစ်ပွားခဲ့တာဖြစ်တယ်အဲ့ဒီကော်တူးလေလွတ်မြောက်ရေးတော်လှန်ရေးကိုဥဆောင်ခဲ့တဲ့စောဘဦးရဲ့လမ်းစဉ်မူတွေနဲ့အညီနော်ကရင်တော်လှန်ရေးကိုဆင်နွှဲခဲ့တယ်သို့တော်လည်းပဲကရင်တော်လှန်ရေးကပုံပြတ်ပန်းပြက်ဖြစ်အောင်ဖြတ်စည်းခံရတယ်။ဘာကြောင့်လဲဆိုတော့ကော်တူးလေပြည်သူတွေရဲ့လွတ်မြောက်ရေးကိုမလိုလားတဲ့နိုင်ငံရေးသမားတွေအဲ့ဒီနိုင်ငံရေးသမားတွေကအမျိုးမျိုးနော်ဝင်ရောက်ချယ်လေတယ်ဝင်ရောက်ဖြတ်စည်းမှုပြုလုပ်တယ်ဒီလိုဖြတ်စည်းမှုပြုလုပ်တာကြောင့်လည်းပဲအခုအချိန်နေမှာဆိုရင်ဒီကရင်ပြည်နယ်မှာကရင်တစ်မျိုးသားလုံးစီးလုံးညီညွတ်ရမယ်အစားကွဲပြားမှုတွေဖြစ်စေခဲ့တယ် KNU တို့ KTRA တို့ DKBA တို့ BGF တို့နော်အခု KNA တို့ဒီလိုကရင်အမျိုးသားချင်းချင်းကိုတွေးကွဲအောင်ဖြတ်စည်းမှုမျိုးတွေဖြစ်ခဲ့တယ်အဲ့တော့အဲ့ဒီဖြတ်စည်းမှုတွေအောက်မှာဒီအမျိုးသားတို့ရဲ့နော်ကော်တူးလေပြည်သူတို့ရဲ့လွတ်မြောက်ရေးကနှိမ့်မိန်ခဲ့တယ်ဒါကြောင့်မို့အဲ့လိုလွတ်မြောက်ရေးကိုနှိမ့်မိန်ခဲ့တဲ့အတွက်ဒီအချိန်မှာကော်တူးလေသမဒဗိုလ်ချုပ်နေသားများကနေဥဆောင်ပြီးတော့ကော်တူးလေအစိုးရကိုဖွဲ့စည်းခဲ့တယ်ဖွဲ့စည်းပြီးတော့မှဇန်နဝါရီလ9ရက်နေ့မှာကော်တူးလေလွတ်လပ်ရေးကိုကြေညာခဲ့တာဖြစ်တယ်အဲ့တော့ကော်တူးလေလွတ်လပ်ရေးနဲ့ပတ်သက်လို့ကတော့ဒါမလိုလားတဲ့လူတွေကတော့အမျိုးမျိုးပြောကြမှာပေါ့နော်ဒီနိုင်ငံရေးသမားတွေကလည်းအမျိုးမျိုးပြောကြမှာပဲဝေဖန်ကြမှာပြစ်တင်ကြမှာပဲရှုံချကြမှာပဲပြည်တော်စုကိုကွဲပြားအောင်လုပ်တဲ့အချုပ်ချာအာဏာပိုင်ရေးပါရေးညာရေးဒါတွေကိုလျှောက်ပြောနေတာလေဟုတ်လားဒါပေမဲ့အရေးကြီးတာကတော့ဗာလဲဆိုတော့တက်ဆိုင်ရာပြည်သူတွေရဲ့သဘောဆန္ဒအရေးကြီးလို့ပဲကော်တူးလေဒေတာမှာကော်တူးလေပြည်သူတွေရဲ့သဘောဆန္ဒဘာရှိတယ်လဲသူတို့လွတ်မြောက်ခြင်းလားလွတ်လပ်ခြင်းသလားလွတ်လပ်ဖို့ကိုဦးစီးဦးဆောင်ပြီးမှန်မှန်ကန်ကန်လုပ်တဲ့ခေါင်းဆောင်နဲ့အတူလက်တွဲပြီးတော့လွတ်မြောက်ရေးကိုကိုယ့်ဘာသာကိုရယူပါမယ်ဒါကကျွန်တော်တို့ရဲ့စံနမူနာကော်တူးလေမှမဟုတ်ဘူးဗမာနိုင်ငံထဲမှာရှိတဲ့တိုင်းသားတွေကချင်ပဲဖြစ်ဖြစ်နော်ကရင်ပဲဖြစ်ဖြစ်ကရင်ဒီပဲဖြစ်ဖြစ်ရခိုင်ပဲဖြစ်ဖြစ်မွန်ပဲဖြစ်ဖြစ်ရှမ်းပဲဖြစ်ဖြစ်မလို့ဗမာပဲဖြစ်ဖြစ်ကျွန်တော်တို့လွတ်မြောက်ရေးကကိုယ့်အကိုရအောင်ယူပါမယ်လွတ်မြောက်ရေးကိုတောင်းနေလို့မရဘူးတောင်းခဲ့ပြီးပြီနော်တောင်းတယ်မြအများကြီးတောင်းခဲ့တယ်ဒီအမျိုးသားတွေကလွတ်မြောက်ရေးကို89နှစ်ကြာတောင်းလို့ခဲ့တယ်ကျွန်တော်ဗမာတွေကလည်းပဲရှင်းလေးလုံးတော်လာရေးကစပြီးအခုချိန်အထိလွတ်မြောက်ရေးကိုတောင်းဆိုခဲ့တယ်ဒါပေမဲ့မရခဲ့ဘူးအတူရောင်ပဲရခဲ့တာဒီမိုကရေစီအတူရောင်ပဲရခဲ့တယ်ကမ္ဘာနိုင်ငံတွေကလည်းကုလသမဂ္ဂဆိုတကားပိတ်လိုက်ဖွင့်လိုက်ပဲလုပ်နေတာပဲဘာမှကျွန်တော်တို့ဗမာပြည်သူတွေရောနော်တိုင်းသားပြည်သူတွေရောဒီကော်တူးလေပြည်သူတွေအပါအဝင်ဒါကျွန်တော်ပြောတာကော်တူးလေတခုမှမဟုတ်ဘူးဗမာနိုင်ငံထဲမှာရှိတဲ့တိုင်းသားအားလုံးဗမာအပါအဝင်လူမျိုးဘာသာပေါင်းစုံအပါအဝင်လွတ်မြောက်ရေးကိုဘယ်သူမှအာမမခံဘူးဘယ်သူမှမပေးဆောင်ဘူးမပေးဆောင်တဲ့အတွက်ရအောင်ယူပါမယ်ဒါကျွန်တော်ကလာလို့ပဲရအောင်ယူရပြတ်ပြတ်သားသားယူပါမယ်အခုဒါကဘုံရုံနေတာများဥဆောင်တဲ့ကော်တူးလေတတ်မလို့ KTLA ကနေပြီးတော့ကော်တူးလေလွတ်လပ်ရေးကြီးညာခဲ့တယ်ဆိုတာကကိုယ့်ဘာကိုရအောင်ယူပဲကော်တူးလေရအောင်ယူတယ်လို့ပဲတခြားတိုင်းသားတွေရအောင်ယူရမယ်နော်အာရခါလည်းရအောင်ယူရမှာပဲကချင်လည်းရအောင်ယူရမှာပဲကရင်လည်းရအောင်ယူရမှာပဲဘယ်လိုရအောင်ယူရမလဲဒီလိုတော်လိုင်းနဲ့လုံနေတော့မပြီးဘူးဗျအစိုးရဖွဲ့စည်းရမယ်လွတ်လပ်ရေးကြီးညာရမယ်လွတ်လပ်ရေးကြီးညာပြီးတဲ့ခါမှာတော့ဒီလွတ်လပ်တဲ့ကော်တူးတွေဖြစ်သွားမယ်လွတ်လပ်တဲ့အာရခဖြစ်သွားမယ်လွတ်လပ်တဲ့ကချင်နိုင်ငံဖြစ်သွားမယ်ဖြစ်သွားတဲ့နိုင်ငံတွေပြန်ပြီးတော့စီးရုံးလို့လည်းရတာပဲဘာကြောင့်လဲဆိုတော့
ဓာတ်တူညီမျှတဲ့အခြေခံမူကိုမူတည်ပြီးတော့စီးလုံးလို့မရဘူးဆိုတာမရှိဘူး။မြောက်တိတော့က European Union မှာအရင်တော့ဆိုရင်နိုင်ငံတွေအများကြီးဥရောပနိုင်ငံတွေမှာနော်စစ်ဖြစ်ခဲ့တဲ့ပြင်သစ်တို့ဂျာမနီတို့လည်းပါလာပဲနယ်သာလန်တို့လည်းပါလာပဲဒတ်တို့အီတလီတို့နော်ဒုတိယကမ္ဘာစစ်မှာဆိုရင်စစ်ဖြစ်ခဲ့တာလေဟုတ်လားအီတလီတို့ဂျာမနီတို့ကတစ်ဖက်ဥရောပမှာတခြားနိုင်ငံတွေကတစ်ဖက်အဲ့လိုစစ်ဖြစ်ခဲ့တယ်အဲ့လိုဖြစ်ခဲ့တော့ညာလည်းပဲ European Union အောက်မှာအားလုံးစီးလုံးသွားတာအရင်တော့ဆိုရင်ငွေကြေးတွေမှာဆိုဂျာမန်မန်ငွေတို့ဟုတ်လားဒတ်ကဂီလ်ဒါငွေတို့ပြင်သစ်က France တို့နော်အဲ့လိုနေမျိုးကွဲပြားပေမဲ့ဓာတ်တူညီများတဲ့ငွေကြေးယူရိုနဲ့အတူနော်ဥရောပဘုံစည်းအဖွဲ့မှဒီ European Union ဖွဲ့စည်းခဲ့တယ်ထို့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းပဲဒီကော်ပူလေးနိုင်ငံတို့ကချင်နိုင်ငံတို့နော်အာရခနိုင်ငံတို့ဒါတွေဖြစ်တော်ညာလည်းပဲဓာတ်တူညီများတဲ့အခြေခံမူရှိတယ်ဆိုတော့မစီလုံးနိုင်စရာတော့အကြောင်းမရှိဘူးဘာကြောင့်လဲဘာဖြစ်လို့အဲ့လိုကွဲပြားကြလဲဘာဖြစ်လို့တိုင်းသားတော်လာကြီးတွေဖြစ်ခဲ့တယ်လဲဘာလို့ပြည်တွင်းစစ်ဖြစ်ခဲ့တယ်လဲဒါကရှင်းနေပြီလားလေအနိုင်ကျင့်ခါလို့ဟုတ်ပါလားလူမျိုးကြီးဝါဒနဲ့အနိုင်ကျင့်ခါတာရှိတယ်ကောက်ကျစ်တဲ့နိုင်ငံရေးသမားတွေရဲ့အနိုင်ကျင့်ခါတာရှိတယ်ကောက်ကျစ်မျိုးစုံခံစားရတာရှိတယ်